ဒီနေ့ညမှာရောရိုနယ်ဒိုကိုပေါက်ပြအောင်မလား ကဲအားလုံးပဲမင်္ဂလာပါရှင်နေ့တွေကတော့အသင်းကြီးတောက်လျှောက်ကြီးအောင်ပါတယ်ဗောနော်ပိန်ကြီးအောင်နဲ့မနေ့ကလည်းအာဂျင်တီးနားကြီးအောင်နဲ့ပြင်သစ်လည်းကြီးအောင်နဲ့ဗောနော်တောက်လျှောက်အသင်းကြီးတွေကိုယော်နေတယ်ဗောဒိုင်းနေနေနဲ့ဒီညမှာရောအသင်းကြီးနှစ်ပွဲရှိတယ်ပေါ်တူဂီနဲ့ဥဘကစ္စတန်အင်္ဂလန်နဲ့ဂါနာဒီပွဲတွေကနေပဲကျွန်တော်အကြိုက်အောက်အသင်းတစ်သင်းတော့ကျွန်တော်ရွေးချယ်ပေးပါမယ်ဘာလို့လဲဆိုတော့မနေ့ကအသင်းကြီးတွေတောက်လျှောက်ယော်တဲ့အတွက်ဒီညတော့အောက်တစ်သင်းကျွန်တော်တို့မျှော်လို့ရတယ်ဗောအဲ့ဒီထဲမှာကျွန်တော်အင်္ဂလန်နဲ့ဂါနာပွဲကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ကျွန်တော်ဒီပွဲကိုဘာလို့မှရွေးပြီးတော့သဘောကျရလဲဆိုရင်ပေါ်တူဂီကအစောပွဲကန်တယ်ဆိုရင်ပေါ်တူဂီရဲ့ရှေ့ပွဲမှာကွန်ဂိုကိုတည်ကြပြီသူကတတ်မှတ်ပဲရတဲ့အတွက်သူကဒီပွဲအမှတ်လုံနေတဲ့အတွက်ကျွန်တော်တို့ကဥဘကစ္စတန်ကိုသွားထိုင်လို့မရဘူးပေါ်တူဂီအနေနဲ့ဒီညသူလှုပ်ချင်တယ်လို့လှုပ်ပြီးပေါက်ကွဲပလိုက်ရင်ဥဘကစ္စတန်ဆုတ်ပြတ်သွားမှာအဲ့တော့ကျွန်တော်တို့ကဒီမှာအောက်သင်းဥဘကစ္စတန်ကိုကျွန်တော်မရွေးရဘူးအဲ့တော့ကျွန်တော်တို့ရှေ့တပွဲမှာအမှတ်ရထားတယ်ကျွန်တော်တို့အင်္ဂလန်ဘက်ကိုသွားရွေးမယ်အင်္ဂလန်ရှေ့ပွဲမှာသူခရိုအေးရှားကိုကိုပြတ်နိုင်ပြီးတော့သူ3မှတ်ရရှိထားတယ်အဲ့အတွက်ကြောင့်သူဒီညဘူကီနီနဲ့အောက်သင်းကိုတစ်ခွက်ဆွဲချမယ်ဆိုရင်သူအင်္ဂလန်ကိုဆွဲချလို့ရတယ်အင်္ဂလန်တကယ်လို့အနိုင်ခဲ့မယ်ဆိုရင်တော့မှအင်္ဂလန်ဘောနိုင်ကြီးရှုံအကွက်ကိုပဲကျွန်တော်သုံးသွားလိမ့်မယ်လို့ထင်တယ်အင်္ဂလန်အနေနဲ့ကလည်းဒီနေ့ညမှာဘော်ဒီဆေး2+10ဘိုးအောင်ကြီး3+10ပေးထားဖြစ်တဲ့အတွက်ဒီညသူ့အနေနဲ့2-1လောက်ကိုပဲထိန်းကန်သွားလို့ရတယ်ဒါဘာလို့လဲဒါကဘူကီဆိုင်ဘက်ကကြည့်တာပါနော်ဒီအသင်းခြေသွင်းရကြည့်မယ်ဆိုရင်လည်းဂါနာမှာအင်္ဂလန်ကိုခံကန်နိုင်တဲ့ကစားသမားတွေရှိတယ်အင်္ဂလန်နဲ့မစိမ့်တဲ့ကစားသမားတွေလည်းအများကြီးပဲပေါ့အင်္ဂလန်ခြေဆိုင်အသင်းတွေမှာဆော့နေတဲ့ကစားသမားတွေအများကြီးပဲကျွန်တော်တို့အဲ့အတွက်ကြောင့်ဒီပွဲဒီအောက်နှစ်သင်းရွေးရမယ်ဆိုတော့ကျွန်တော်ဂါနာဘော်ဒီပဲရွေးမယ်ကျွန်တော်ဥဘကစ္စတန်ဘော်ဒီတော့မရွေးရဘူးပေါ်တူဂီရဲ့ပောက်ကွဲအောက်ကိုကျွန်တော်စောင့်ကြည့်ခြင်းနဲ့အဲ့ဒါကြောင့်ကျွန်တော်ကဒီည2နိုင်ခွဲမှာကန်မယ်အင်္ဂလန်နဲ့ဂါနာပွဲကိုကျွန်တော်အောက်အသင်းဂါနာကိုရွေးပါမယ်နားထောင်သူမိတ်ဆွေအနေနဲ့ fighter ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုဒါမဖြစ်မနေထည့်သွင်းစဉ်းစားရမှာပေါ့နော်ဘာလို့ဆိုတော့ဒီညအောက်တစ်ကွက်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဖြစ်နိုင်တဲ့အောက်ကွက်ကိုရွေးချယ်တာပေါ့နော်မိတ်ဆွေအနေနဲ့ဒီအောက်ကွက်ကိုတော့အနည်းဆုံးထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ကျွန်တော်ဗီဒီယိုရဒီလောက်ပါပဲဒါကျွန်တော် YouTube channel တင်မှုလို့ကျွန်တော်ကို like and subscribe လုပ်ခဲ့ပါဦးဒီကိုတွေအားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်